အခုရောက်နေရတော့တရက်ချံပေါ့နော်9အိတ်ကချံကျဲတဲ့ဒီဟိုပါပေါ့နော်ဗမာငမောက်တို့စင်နှလုံးချံတွေကိုရောက်နေတာပေါ့နော်အခုဒီချံထဲမှာဆိုလို့ရှိရင်တရက်ဒီဒီကတော့ဒီလိုအနည်းဆုံးပေါ့နော်5000 6000လောက်ပြီးရေပေါ့နော်အရေးတရက်စီအရေးတော့ကကြတော့ဒီလို800ခန်းရှိရေပေါ့နော်ဒီဟာဆိုလို့ရှိရင်တော့ဒီအသေးရဲ့မျိုးစားကကြတော့ဗမာငမောက်ပါဒီဗမာငမောက်ကကြတော့အခုဒီဘာပေါ့နော်ဂျွန်ဇူလိုင်လောက်မှသူကဒီတရက်ဒီကိုဒါကိုစွတ်တာများရေပေါ့နော်ဒါကတော့ဒါကျွေလို့ပေါ့နော်ဒီလိုမျိုးအပင်ရေထွက်ပါအောင်အများကြီးပဲပေါ့နော်ပြင်းလို့အခုဒီလေးပြတဲ့ channel မှာဆိုလို့ရှိရင်ဒီလိုအခုလေးပြတဲ့ channel မှာဆိုလို့ရှိရင်တရက်ဒီကစိတ်တလုံး brand များငမှာပြီးလို့ရှိရင်နောက်တစ်ခုအာဒူအီဒူအတီးပေါင်းများစွာပြလို့ရှိပါတယ်အဲ့ဒါကကြတော့စီးပွားဖြစ်တရက် channel ပေါ့နော်စီးပွားဖြစ်တရက် channel ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့အခြားအပင်ရေပေါ့နော်ဒီလိုရေထွက်ပေါင်းကလည်းအများကြီးရှိပါသေးတယ်ဒီတော့လက်ကြည့်ပြပါဒီပင်လေးတွေကကျတော့သူကဒါကတော့သဘာဝအမဲ့ပေါ့နော်သဘာဝဆေးအမဲ့တော့မဟုတ်ဘူးသဘာဝမဲ့ဒီလိုလေးအိတ်ဆွထားပြီဆိုလို့ရှိရင်ဒါနောက်သူတို့ဒီခူးတဲ့အာတိချင်းရောက်ဆိုလို့ရှိရင်ခူးလို့ရသွားပြီဒီဟာကကျတော့တရက်တီးကကျတော့ပြီးတော့အခုဒီစိတ်နှလုံးကကျတော့ခူးပြီးသွားပြီပေါ့နော်အခုဒီပင်ရငါမောက်ဒါကတော့ဒီဘက်မှာဆိုလို့ရှိရင်ဒါကတော့အာဒူအီဒူအတီးပါဒါလေးကတော့ site ကနည်းနည်းလေးတီးနေသေးရပေါ့နော်အာဒူအီဒူက site ကြီးသွားပြီဆိုတော့တော်တော်လေးလာတယ်ပေါ့နော်ဒီဟာကတော့ဒါအာဒူအီဒူရဲ့ site ကြီးပါတော်တော်လေးလှပါတယ်တော်တော်လှမွေးနေရပဲပေါ့နော်အခုဒီလိုမျိုးခြံကိုစိတ်ဝင်စားလို့ပြရသေးတာခြံပိုင်ရှင်ဒီချင်နဲ့ဦးကအလေခေါ်လို့ပြီးဒါလေးကို blog ရိုက်ပြပေးထားတာပါပြည့်ရဲ့ blog လေးကြည့်ရင်ဆိုလို့ရှိရင်တော့ပြည့်ရဲ့ YouTube channel ချစ်တဲ့တိတိလေးအချို့ဆိုပြီးတော့ YouTube မှာရှိပါတယ်အဲ့မှာလည်းကြည့်လို့ရပါတယ်ပြည့်ကတော့အခုလိုတဘာဝခြံလေးတဘာဝအလှိုင်ဆိုလို့ရှိရင်ပြည့် blog ရိုက်လေးရှိရပေါ့နော်အဲ့တော့ပြည့်ရဲ့ blog လေးကိုလည်းကြည့်ရှုပြီးလို့ရှိရင်လည်း subscribe လုပ်ပေးကြပါလို့ပြည့်ကတော့အခုဒီလိုမျိုးခြံနေတော့ရတာပြီးလို့ရှိရင်အခြားတဘာဝအလှလေးတွေကိုရိုက်ရတာသဘောကျတဲ့ခါကျပြည့်ဒီနေ့မှာတော့ခြံ blog လေးရိုက်ပေးထားပါတယ်ဒီရဲ့ blog လေးကိုအားပေးကြပါအခုခြံထဲမှာရောက်နေတဲ့ပျော်ရွှင်နေတဲ့ကောင်မလေးပေါ့နော်အသေးလေးမြင်ရတာဒီတော်တော်ကိုသဘောကျတယ်အခုလိုဒီလိုတဘာဝအသေးလေးတွေတဘာဝခြံလေးတွေတွားရတယ်ဆိုလို့ရှိရင်တော်တော်သဘောကျဒါလေးကတော့ဒါတဘာဝအသေးတဘာဝအမှဲ့လေးတွေပေါ့နော်မွေးနေရပဲပရမီယံငမောက်အသေးလေးတွေပါမွေးနေရပဲတော်တော်မွေးတယ်တော်တော်မွေးရဲ့အသေးခြံကိုရောက်နေတာနော်အသေးကတော့ဘယ်နောက်ပဲကြည့်လိုက်ဒီလေအကုန်လုံးပရမီယံငမောက်အာတူအီတူစိတ်နှလုံးတရက်ပင်နေအများကြီးပဲပေါ့နော်ဒီနေ့ပါတော့ဒီခြံလေးကိုလာနေပေါ့နော်ဒီတရက်ဒီလေးတွေကတော်လေးကိုမှလှတော်လေးကိုမှနေထားလေးရတော်သဘောကျလို့တည်ရိုက်ထားတဲ့ blog လေးကိုကြည့်ပေးပါလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကြည့်ချူသူတူဦးချင်းကြလဲတည်ရဲ့ blog လေးသဘောကျမယ်ဆိုလို့ရှိရင်လဲ subscribe လုပ်ပေးကြပါရှင်ကျေးဇူးအများကြီးတင်ပါတယ်